မျိုးတို့ရေမင်္ဂလာပါရှင်ဒီနေ့တော့နိဗ္ဗာန်ခရီးအတွက်အထောက်အပံ့ဖြစ်မဲ့ဆွမ်းတစ်ခွက်ချက်ပြီးတော့ကိုယ်တိုင်ကိုယ်ကြဆွမ်းလောင်းမယ်ရှင်အမျိုးတို့လည်းလိုက်ပါကြည့်ရှုအားပေးရင်းနဲ့ကုသိုလ်စိတ်လေးတွေပွားနိုင်အောင်လို့ပါကြက်သားနဲ့ပဲတောင်းရှည်ကိုပဲတီးပေါင်းဟင်းချက်မယ်ရှင်အရင်ဆုံးကြက်တော်နီလေးကိုမွေးဝအောင်စီသက်အချိုငံနေထားတဲ့ကြက်သားရုံးလေးတွေကိုထည့်ပြီးမွေးနေအောင်စီသက်မယ်ပြီးရင်တော့ပေါင်းအိုးတွေကိုထည့်ပေါင်းလိုက်မယ်ရှင်ကြက်သားနူးပြီးတော့ရေနည်းနည်းကြဲအောင်ထားမယ်အဲ့ဒါမှပဲသီးပါထပ်ထည့်ပြီးပေါင်းလို့ရအောင်ပါဒီနေ့တော့ဘုန်းကြီးကျောင်း၃ကျောင်းစာအတွက်ဒီပဲသီးပေါင်းတစ်မျိုးတည်းပဲချက်လိုက်တယ်ပဲသီးနူးပြီးဆိုရင်တော့ဒေပြားတွေကိုပြန်ပြီးတော့ထည့်ပြီးတော့နည်းနည်းလေးရေခမ်းပြီးတော့မှစီပြန်တယ်လို့လေးဖြစ်သွားအောင်လို့နည်းနည်းလှုပ်လိုက်မယ်ရှင်ပြင်တော့ရတာမဟုတ်လေးစားလေးတွေထည့်လိုက်မယ်အချိုငံရတာလေးတွေပဲတီးတဲ့ဝင်ဝအောင်နည်းနည်းမှွေလိုက်မယ်ရှင်ဆွမ်းကြပလိုက်ဟေးဆွမ်းနှံ့ကြွလာနေပြီဟောကျမမေတော့ဆွမ်းနှံ့ကြွလာနေပြီလို့အော်ခေါ်နေပြီလာပြီမေလာပြီကျမအမေတော်မှာဆွမ်းနှံ့အောင်အာယုံပြုဖို့ချန်ပီယံရောက်နေပြီတွက်ချက်အိမ်မှာဆိုရင်အသက်80ကျော်ကျမအမေကအသက်ဆုံးမှ16နှစ်တန်ကတဒီမှာတန်ကာတော့အားလုံးရည်စူးပြီးကျူတမ်းပါသည်ဤကုသိုလ်ကောင်းမှုနိဗ္ဗာန်အထောက်ပံ့ဖြစ်ရပါစေရှင်